ဒီမိန်းကလေးနှစ်ယောက်ဟာသွေးဆုပ်ဖုတ်ကောင်သို့မဟုတ်တတဝါဆိုးကြီးရန်ကနေလွတ်မြောက်ဖို့ပုံနေကြတာပါဒါပေမဲ့အဲ့ဒီတတဝါဆိုးကြီးကသူတို့ကိုရှာတွေ့သွားပြီးမိန်းကလေးတစ်ယောက်ကိုတပ်ပစ်လိုက်ပါတယ်နောက်မိန်းကလေးတစ်ယောက်ကတော့ထွက်ပြေးလွတ်မြောက်သွားပြီးတွားပုံနေပြန်ပါတယ်ဒါပေမဲ့တတဝါဆိုးကြီးကသူမကိုလည်းထပ်ပြီးရှာတွေ့သွားပြန်တယ်မိန်းကလေးဟာအဲ့ဒီနေရာကနေထပ်ပြီးထွက်ပြေးတဲ့အခါလမ်းမှာလဲကျသွားပါတယ်တတဝါဆိုးကြီးကသူမကိုတတ်တော့မဲ့အချိန်မှာပဲအဲ့ဒီနေရာကိုလူတစ်ယောက်ရောက်လာပြီးမိန်းကလေးကိုကယ်တင်လိုက်ပါတယ်အဲ့ဒီနောက်မှာတော့သူ့ရဲ့အပေါင်းဖော်ချို့လည်းရောက်လာပြီးတတဝါဆိုးကြီးကိုဝိုင်းထားလိုက်ကြတယ်တတဝါဆိုးကြီးဟာသူတို့ကိုမြင်တော့အဲ့ဒီနေရာကနေထွက်ပြေးသွားပါတယ်အဲ့ဒီလူနဲ့သူ့အပေါင်းဖော်တွေကလည်းတတဝါဆိုးကြီးရဲ့နောက်ကိုလိုက်လံဖမ်းဆီးဖို့ကြိုးစားကြပါတယ်ဒါပေမဲ့တတဝါဆိုးကြီးကအယမ်းညံလွန်းလာကြောင်းသူတို့လက်ထဲကနေလွတ်မြောက်သွားပါတယ်တိုးတော်လဲနောက်ဆုံးမှာတော့အဲ့ဒီတတဝါဆိုးကြီးဟာသူတို့လက်ချက်နဲ့ပဲတိတ်ဆုံးသွားခဲ့ပါတယ်တစ်ဖက်မှာလည်းအဲ့ဒီမိန်းကလေးဟာအဲ့ဒီနေရာကနေထွက်ပြေးလွတ်မြောက်လာခဲ့ပေမဲ့ဒုက္ခကသူမရှိမှထပ်ပြီးစောင့်ကြိုနေပြန်ပါတယ်အဲ့ဒီလူတွေဟာအခုဆိုရင်မိစ္ဆာဖရင်ဒဲမန်ကင်းနဲ့တိုက်ခိုက်နေကြရပါပြီမိစ္ဆာဖရင်ကအရန်ကိုအစွမ်းထက်လွန်းလာကြောင်းလူတော်တော်များများကိုတပ်ပစ်လိုက်ပါတယ်ဒါပေမဲ့လည်းသူတို့တွေဟာအရှုံးမပေးဘဲမိစ္ဆာဖရင်ကိုဆက်လက်တွန်းလှန်တိုက်ခိုက်နေကြပါတယ်